တထေးကြီးဟာသူ့ရဲ့9နှစ်အရွယ်သားလေးကနှင်းစီပန်းတပွင့်ကင်ပြီးအမျိုးသမီးတစ်ယောက်ကိုအချစ်ဝင်ခံနေတာမြင်တော့အံ့ဩသွားတယ်သားလေးကအဲ့ဒီအမျိုးသမီးကိုသူနဲ့ချင်းတွေ့ဖို့ဆန္ဒရှိလားလို့မေးနေတာအမျိုးသမီးကတော့ကောင်လေးရဲ့ချစ်စရာကောင်းတဲ့ပုံစံကြောင့်ချက်ချင်းပဲသဘောကျသွားပြီးကောင်လေးစီကနှင်းစီပန်းကိုယူလိုက်တယ်ပြီးတော့သူ့ကိုတွေ့ရတာဝမ်းသာတယ်လို့ပြောလိုက်တယ်ကောင်လေးကလည်းအကယ်၍သူမကသူ့ကိုအရွယ်ရောက်တဲ့အထိစောင့်မယ်ဆိုရင်တေချာပေါက်လက်ထပ်မှာပါလို့ပြောပြန်တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ညီမလေးလမ်းလျှောက်လာပြီးအပြင်ကသူစိမ်းမျိုးသမီးတွေကိုလိုက်ငေါ့နေရင်ဖေဖေကဖင်ကိုရိုက်လိုက်မယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့အဲ့ဒီလူလည်းနောက်ဆုံးမှမနေနိုင်တော့ပဲရှောက်လာခဲ့တယ်ဒါပေမဲ့သားဖြစ်သူကထင်မှတ်မထားပဲအဲ့ဒီအမျိုးသမီးနဲ့သူ့ကိုမိတ်ဆက်ပေးလိုက်မယ်လို့မျှော်လင့်ထားခဲ့ဘူးသားလေးကသူ့အဖေကလူပြိုကြီးဖြစ်ပြီးအန်တီတာအလိုရှိရင်သူ့အဖေနဲ့လက်ထပ်နိုင်တယ်လို့ပြောလိုက်တယ်နှစ်ယောက်စလုံးချက်ချင်းပဲအနေရခတ်သွားကြတယ်ဒါကြောင့်အဲ့ဒီလူကသားဖြစ်သူကိုချက်ချင်းပွေ့ချပြီးသူတို့ထိုင်ကုန်စီပြန်လာခဲ့တယ်သားကတော့သူအဲ့ဒီအမျိုးသမီးကိုတကယ်သဘောကျလို့အဖေဖြစ်သူကိုလိုက်ဖို့မျှော်လင့်နေတယ်ဒါပေမဲ့အဖေကတော့သားဖြစ်သူကလေးကလားလုပ်နေတယ်လို့ပဲထင်ခဲ့တယ်အဖေကညင်းတာမြင်တော့ကောင်လေးကလှည့်ထွက်သွားဖို့လုပ်လို့အဖေဖြစ်သူကပြန်ဆွဲထားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူရဲ့သမီးလေးကလည်းအဲ့ဒီအမျိုးသမီးကိုသူတို့ရဲ့မေမေဖြစ်လာစေခြင်းနဲ့ကလေးနှစ်ယောက်စလုံးကအဲ့ဒီအမျိုးသမီးကိုဒီလောက်တောင်သဘောကျနေတာမြင်တော့အဲ့ဒီလူလည်းမတက်တာပဲကလေးတွေကိုခေါ်ပြီးအမျိုးသမီးရဲ့မျက်နှာချင်းဆိုင်ကုန်မှာဝင်ထိုင်လိုက်တယ်ပြီးတော့မျိုးသမီးကိုသူနဲ့မျက်စိမိတ်ချင်းတွေ့ဖို့ဆန္ဒရှိလားလို့မေးလိုက်တယ်ဒါပေမဲ့မျိုးသမီးကသူဟာသူမရဲ့အိမ်အောင်ဖက်သက်မှတ်ချက်နဲ့ကိုက်ညီခြင်းမှကိုက်ညီလိမ့်မယ်လို့ပြောတယ်ဘာလို့လဲဆိုတော့သူမကတာမန်လူတစ်ယောက်ကိုပဲလက်ထပ်ချင်လို့ပါတကယ်တော့အဲ့ဒီမျိုးသမီးကချမ်းသာတဲ့တထေးကြီးအနွယ်ဝင်ဒုတိယမျိုးဆက်ဖြစ်နေတယ်သူမမိသားစုလုပ်ငန်းကိုဆက်ခံနိုင်ဖို့အတွက်ပဲမျက်စိမိတ်ချင်းတွေ့နေတာဒါကြောင့်သူမစကားနားထောင်မဲ့တာမန်လူတစ်ယောက်ကိုပဲလင်ယောက်ျားအဖြစ်ရှာချင်နေတာဒါကိုကြားပြီးနောက်မှာတော့အဲ့ဒီလူကသူဟာတကယ်တော့အရန်ဆင်းရဲပါတယ်လို့တမင်တက်တက်ပြောလိုက်တယ်ဒါပေမဲ့မျိုးသမီးကမယုံဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဝတ်စုံကအရန်တန်ဖိုးကြီးပုံပေါ်နေလို့ပဲအဲ့ဒီလူကချက်ချင်းပဲသူဒီဝတ်စုံကိုမျက်စိမိတ်ချင်းတွေ့ဖို့အတွက်တီးတန့်ငှားလာတာလို့ပြောလိုက်တယ်ဒါပေမဲ့မျိုးသမီးကတကားပြင်မှာရက်ထားတဲ့သူ့ရဲ့ဇိမ်ခံကားကိုလက်ညှိုးထိုးပြပြီးသူကဇိမ်ခံကားကြီးနဲ့လာတာကိုဘယ်လိုလုပ်ဆင်းရဲသားဖြစ်နိုင်မှာလဲလို့ပြောတယ်ဒါနဲ့ပဲအဲ့ဒီလူကသူဟာတကယ်တော့ကားရည်စေးတဲ့ဝန်ထမ်းရောက်ပါအဲ့ဒီစိန်ခံကားကဖောက်တဲ့တယောက်ရဲ့ကားဖြစ်ပြီးဖောက်တဲ့အတွက်ကားဆေးပေးပြီးရုံရှိသေးလို့ဖောက်တဲ့စီမောင်းလာပေးတာပါလို့လိန်ပြောလိုက်တယ်အဲ့ဒီလူကတကယ်ပဲကားရည်စေးသမားဟုတ်မဟုတ်အတီးပြုတ်ဖို့အတွက်အမျိုးသမီးကသူမမှာညစ်ပတ်နေတဲ့ကားတစ်စီးရှိလို့သူမအတွက်ကားဆေးပေးဖို့မျှော်လင့်တယ်လို့ပြောလိုက်တယ်အဲ့ဒီလူကအစမှညှင်းချင်ပေမဲ့ကလေးတွေရဲ့တောင်းပန်ပန်ကြည့်နေတဲ့မျက်ဝန်းတွေကိုမြင်တော့အမျိုးသမီးအတွက်ကားဆေးပေးဖို့သဘောတူလိုက်တယ်အဲ့ဒီလူကသူမရဲ့ကားကို